အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာဒီ spinal cell ရေးဆွဲတဲ့နည်းလေးကိုရေးဆွဲပြပေးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်အရင်ဦးဆုံးဟိုပါပေါ့နော် unit နော် unit စဉ်းစားမယ်ပေါ့နော်အဲ spinal cell လေးဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်အရင်ဦးဆုံး unit ကို un under ဆိုပြီးတော့မှun under ဟိုပါပေါ့ကျွန်တော်ဒီမီလီမီတာနဲ့ဆွဲလိုက်မယ်နော်မီလီမီတာနဲ့ဆွဲမယ်အဲ့တော့ decimal ပေးမယ်decimal ရှိမယ်ပြီးတော့သူ့ရဲ့ precision ကိုကျွန်တော်0နဲ့ပဲထားလိုက်မယ်ပြီးတဲ့ခါကျတော့မီလီမီတာပေါ့နော်ဒီမှာမီလီမီတာကိုရွေးထားတယ် decimal degree ပေးမယ်0ကဒီတိုင်းပဲထားမယ်ပြီးရင် okay လေးပေးလိုက်မယ်ပေါ့နော် unit ကိုအဲ့လိုသတ်မှတ်ခဲ့မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ working space setting မှာကျွန်တော်တို့ဒီမှာဘယ်လိုအနေထားပဲရှိနေ 3D modeling ကိုပြောင်းလိုက်မယ်ပေါ့ဟုတ်ပြီနော်အဲ့တော့နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ကဒီ top ကနေစပြီးတော့ဆွဲလိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာလည်း top ချိန်လိုက်မယ်ပြီးတော့ wire frame လေးထားလိုက်ရမယ်နော်လောလောဆယ်တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က cycle လေးလုံးစဆွဲမယ်နော် cycle စဆွဲမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီအပေါ်ဆုံးမှာရှိနေတဲ့ဒီနော် cycle လေးကိုရွေးလိုက်ပြီးတော့မှကာလာချိန်လိုက်မယ်နော်ရနော်ဟုတ်ပြီဒါဆိုရင် C နော် cycle လေးရွေးလိုက်မယ် center point ကလူကိုကလစ်ချလိုက်တယ်ပြီးတော့ diameter ကိုရေးပြီးတော့မှကျွန်မဒါလေးကိုဟိုဟာနဲ့ဆွဲလိုက်မယ်ပေါ့3ရာ under ပေါ့နော်ပြီးလို့ရှိရင်နောက်ထပ် cycle တစ်လုံး another cycle တစ်ခုထပ်ဆွဲမယ်ပေါ့နော်center တော့တစ်ထပ်သေးဖြစ်မယ်သူ့ရဲ့ center point မှာပဲဖြစ်မယ်ဒါကိုတော့ဆရာမကဒီ diameter 2300နဲ့ထားဆွဲလိုက်မယ် okay ပြီးရင်ဆရာမ line လေးတိုင်းဆွဲမယ် L under ပေါ့ဒီကနေယူလိုက်ရအောင်နော်ဆရာမ comment ရိုက်တာအကျဉ်းပါနေလို့နော်ဒီမှာ line under နဲ့ယူမယ်ဒီမှာ line လေးတစ် line quarantine သွားမယ် under ခောက်မယ်ဟုတ်ပြီဒါဆိုရင်ဒီ line လေးကိုကျွန်တော် array ပွားမယ် array ပွားမယ်ဆိုတော့ array ဆိုတော့array ပွားမယ်ပေါ့နော် array ပွားမယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီမှာက down arrow လေးနှိပ်လိုက်ရင်ရှိမယ်နော်အဲ့တော့ array ကိုမှကျွန်တော်တို့ဘယ်လိုပုံစံလဲဆိုတော့ rectangle လား circular နော်အဝိုင်းဘက်ပုံစံ polar နဲ့လားဒါမှမဟုတ်ရင်လမ်းကြောင်းနဲ့လားဆိုတော့ကျွန်တော်တို့ကဒီ cycle ပုံစံဆိုတော့ polar ကိုရွေးလိုက်မယ်ပေါ့ select object သူ့ကိုပွားမှာလဲသူ့ကိုပွားမယ်ပြီးရင် under ခောက်မယ်အဲ့တော့ကျွန်တော်တို့ base point ကဒီ center ကနေကိုင်မယ်အဲ့တော့ပြီးမှကျွန်တော်တို့ item မှာဆိုတော့ကျွန်တော် right click ထောက် item ကိုသွားပြီးတော့မှအားလုံးပေါင်း18ဆိုပြီးတော့မှ under ခောက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့က18ကို query ကြရမယ်သို့တော့ကျွန်တော်တို့ကဒီမှာတစ်ထစ်စာလေးကိုပဲခြံခဲ့မယ်မလိုတဲ့ line တွေအကုန်လုံးကိုဖြတ်ထုတ်လိုက်မယ် select ပေးပြီးတော့ဖြတ်မယ် okay ဒီမှာဖြတ်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ထပ်ကအထဲမှာရှိနေတဲ့မလိုတဲ့ဟာလေးတွေဆက်ပြီးတော့ trim မယ်ဆိုတော့ trim ဆိုတော့ကျွန်တော်တို့က tr under နဲ့တွားလို့လည်းရမယ်ပေါ့နော်အဲ့တော့ဒီဘောကနေမှယူလို့လည်းရပါတယ်နော်ကျွန်တော်လောဆယ် tr under နဲ့တွားမယ်သူတို့ကိုဖြတ်လိုက်မယ် okay ရတယ်နော်ရပြီဆိုတော့ကျွန်မ view ချိန်မယ်ဆိုတော့ south east နဲ့ချိန်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့သူတို့ကို press pull နဲ့ကျွန်တော် height တွေဆွဲတင်မယ်ဒါဆိုရင်ဒီဘက်ဘယ်ဘက် down မှာ press pull လေးကိုရွေးမယ်ဒီအလဲမှန်တောင်ကိုအရင်ဆုံးစတင်မယ်ဆင်မခု10ရာထောင်3000တင်လိုက်တယ်ပြီးတဲ့အခါကျတော့ဒီခြေနှင်းအတွက်ဆိုလို့ရှိရင်ဆင်မက press pull လေးနဲ့35လောက်တင်ကြည့်လိုက်မယ်နော်35လောက်ယူလိုက်မယ်35လောက်ယူလိုက်ပြီးတော့မှမဆက်လုပ်မလဲဆိုလို့ရှိရင်ဆင်မတို့ဒီမှာnegative တစ်တစ်နော်ခြေနှင်းကုံတစ်ခုံတော့ရပြီဆိုတော့ကျွန်တော်ဒီခြေနှင်းကုံတစ်ခုမှာကျွန်တော်ဘာရှိတုံးဆိုရင်လက်ရန်တိုင်လေးရှိမှာပေါ့နော်အဲ့တော့လက်ရန်တိုင်အတွက်ဆိုလို့ရှိရင်ဆင်မကဒီမှာ line လေးနဲ့ဒီမှာဒီ mid point ကနေမှဒီဘက် center အထိကိုသွားပြီးတော့မှမလုပ်လိုက်မလို့ဆိုလို့ရှိရင်ဟိုပါပေါ့20ခွာထက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့20 under ရိုက်လိုက်မယ်เนาะ line လေးတစ် line ဆွဲလိုက်တာ20ခွာဒါဆိုရင်ကျွန်တော်တို့ကcycle တစ်လုံးထပ်ဆွဲမယ်ဟောပေါ့လက်ရန်တိုင်အတွက် cycle ကစမဘယ်လောက်ထားမလဲဆိုလို့ရှိရင်ဒီမှာဟိုပါပေါ့40 under ပေါ့ဟုတ်ပြီเนาะပြီးလို့ရှိရင်သူ့ကို40ကချက်တင်ကြည့်လိုက်နော် under အစာကေကိုဆက်လက်ပေးတယ်ပြီးတော့ mid point ကကျတော့ဒီမှာချလိုက်မယ်ပြီးရင် diameter ကဘယ်လောက်လဲဆိုတော့40 under
ဟုတ်ပြီနော်ရပြီဆိုတော့သူ့ကိုကျွန်တော်တို့ကဒီ20အခွာနေမှာစတက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို move လုပ်မယ်ပေါ့နော် move ဆိုတော့ enter ပေါ့နော် command ရိုက်မယ်ဆိုရင်တော့သူ့ကို select ပေးမယ် quadrant ဒီဘက်ကနေမှကင်ပြီးတော့မှဒီဘက် point ကင်ပြီးတော့မှကျွန်တော်ဒီဘက်အစွန် line လေးကိုတင်လိုက်မယ်ဒါဆို20အခွာမှာကျွန်တော်တို့ကဒီ man time တွေထည့်မယ်ပေါ့နော်အဲ့တော့သူ့ကို press spool နဲ့ဆွဲတင်မယ်ဆိုတော့ select ပေးမယ်ဒီ man ဒီ line လေးအတွက်ပေါ့အပေါ်စမှာ90ရာ1000ပေါ့နော်အမြင့်1000တင်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကနော်ဘာလို့သေးလဲဆိုရင်ဒီ negative တစ်ချက်စာခြေနှင်းကုန်ရဲ့တိုင်ရရပြီအဲ့တော့တစုံလာရပြီပေါ့အဲ့ဒီတစုံလို့ကို select ပေးပြီဆိုတော့ဘာလို့တော့မယ် array ပွားမယ်ပေါ့နော် array ပွားမယ်ဆိုတော့ကျွန်တော်ပတ်လန်းရှိရမယ်နော်ဒီ white ပြီးတက်မယ် keyword ပုံစံပတ်လန်းလိုရတယ်အဲ့တော့ကျွန်တော် hit list ဆိုတဲ့ line နဲ့ဆွဲလိုက်မယ်အဲ့တော့ hit list ဆိုတဲ့ line ကိုဆွဲဖို့အတွက် draw တွေကနေမှဒီမှာ hit list ကိုရွေးလိုက်မယ်ရွေးလိုက်ပြီးတော့မှသူက center point ကတော့ကျွန်တော်ဒီပုံ point ပဲဖြစ်မယ်ပေါ့နော်ဒီပုံ point ပဲဖြစ်မယ်ပြီးတဲ့အခါကျတော့ဒီဘာပေါ့ base line ကိုတောင်းတော့သူ့ကိုပေးလိုက်မယ်ပေးလိုက်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီ radius ပေါ့နော် radius ကကျတော့ကျွန်တော်တို့ကဒီအခုဆွဲထားတဲ့ဒီ diameter 2300ပဲပေါ့နော်ဒီဟာပဲပေါ့အဲ့တော့ enter ခေါက်လိုက်မယ်ပြီးလို့ရှိရင် tan ပတ်လန်းကဘယ်နှပတ်ထည့်မှာလဲဆိုတော့ကျွန်တော်ကလေကဒီမျိုးတစ်ပတ်ပဲတက်မှာလေအဲ့တော့ tan ကို1လို့ပေးဖို့မမေ့ပါနဲ့ပြီးတဲ့အခါကျတော့ height ကကျတော့ကျွန်တော်ဘယ်လောက်ဖြစ်မလဲဆိုတော့လက်ရန်လေမန်တိုင်ကြီးရဲ့ height နဲ့အတူတူပေါ့ဒီမှာ select နော်အပေါ် point လေးမှာ center လေးမှာ click ချလိုက်မယ် okay ရပြီနော်ရပြီဆိုလို့ကျွန်တော်သူ့ကိုဘာလုပ်လို့ရပြီတော့ပတ်လို့ရတယ်နော်ပတ်လို့ရပြီဆိုတော့သူ့တစ်ချက်ဟုတ်ပြီနော်အဲဆိုလို့ရှိရင် array ဆိုတဲ့ command ကိုသုံးနိုင်မှုအတွက်ဒီမှာနော် modify ရဲ့ဒီ base လေး down arrow လေးမှာ select ပေးပြီးတော့မှကျွန်တော်ဒီမှာနော်ဒီ hit list နဲ့ပတ်လန်းလေးရှိတဲ့အတွက်ကြောင့်မလို့ part array ကိုရွေးလိုက်မယ်ရွေးတဲ့အခါကျတော့ select object တဲ့ဘယ်သူတွေကို array ပွားမှာလဲဆိုတော့သူနဲ့ဒီခြေနှင်းကုန်လေးနဲ့ပေါ့နော် okay ဒီဆိုတော့ပြီးတော့ under ခေါက်မယ်ပြီးတော့ part ကိုရွေးခိုင်းတော့ကျွန်တော်သူ့ကိုရွေးလိုက်မယ်ဟုတ်ပြီနော်ပြီးတဲ့အခါကျတော့ကျွန်တော်ဒီမှာ mesh ကို down arrow လေးနှိပ်လိုက်ပြီးတော့မှ divide ဆိုတော့ကျွန်တော်ဒီမှာ item နေရာမှာလာပြီးတော့ထည့်လို့ရမယ်အဲ့တော့ right click ထားပြီးတော့ item ထည့်လို့ရတယ်ဒီအပေါ်က item ဆိုတဲ့အကွက်မှာလဲကျွန်တော်တို့က 18ဆိုပြီးတော့မှလာရိုက်လို့ရမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီနေထားလေးရသွားတဲ့အခါကျတော့အဆက်လုပ်မလဲဆိုရင်သူ့ကို shape လေးတစ်ချက်ထည့်ကြည့်ပေးမယ်နော်နော် shape လေးတစ်ချက်ထည့်ကြည့်ပေးမယ်ဆိုတော့ wireframe ကနေမှshader ဆိုတာလေးကြည့်ပေးမယ်ဒီလိုလေးရသွားမယ်ပေါ့ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်ဒီလိုလေးရမယ်ရပြီဆိုရင်ကျွန်တော်ဘာလို့သေးလဲဆိုရင်လက်ရန်တန်းနေလို့သေးတယ်ပေါ့ဒီလိုမျိုးတန်းနေလို့เนาะဘေးတန်းနေလို့သေးတယ်အဲ့တော့ဘေးတန်းလေးတွေရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဘာလို့လုပ်မလဲဆိုလို့ရှိရင်smooth path line လေးနဲ့ဆက်ပြီးတော့ဆွဲပေးမယ်เนาะsmooth path line နဲ့ဆွဲဖို့အတွက်ဆိုလို့ရှိရင်ကိုကဒီလို shader နဲ့ပတ်တက်ရင်မပတ်တက်ရင်ကျွန်တော် wire frame လေးထားလိုက်ပေါ့ point လေးတွေ center point လေးလိုက်ချရတော့မယ်เนาะအဲ့တော့ဒီ SPL ဆိုတဲ့ command လေးကိုရွေးလိုက်တယ်ရွေးပြီးတော့ center point လေးတွေလိုက်ပြီးတော့ဒီမှာချတယ်เนาะဒီစန္ဒာလေးချမယ်2 3 3ခုပြီးသွားပြီနော်3ခုပြီးသွားပြီဒီမှာ4 5 6 9 shit go the set it that down sandali na sali sanga Sacha, Sakon, Rang Chang, Sashi. As a Muyan to Kune along Sakutia under the chest line, Tamu Shia. Okay, yeah, not Kaidana Kaidana Jang.
မကြမ်းဘူးနော်ရဒါဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်သူကို shade လေးနဲ့တစ်ချက်ထည့်ကြည့်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်ဘာလုပ်တော့မလဲဆိုလို့ရှိရင်သူကိုဟွာပေါ့ shade ထည့်မယ်လေလက်ရန်တန်းအတွက်ရှာပြီးပြီเนาะရာပြီးပြီဆိုတော့ကျွန်တော် shade ထည့်မယ်ဆိုတော့ဟွာလေး set plane လေးတစ်ချက်ချိန်ပေးမယ်เนาะဒီဟာနဲ့ကွက်တီဖြစ်အောင်ဒါဆိုရင် C under ဘယ်လောက်ထားမလဲဆိုရင်ကျွန်တော်တို့ဟွာပေါ့diameter ပြန်ကြည့်နော်ချက်ဆွဲကြည့်မယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော် switch command သုံးမယ်နော် switch command သုံးမယ်ဆိုတော့ပတ်လန်းရှိတယ် shade ရှိတယ်နော်ပတ်လန်းကခုနကကျွန်တော်တို့ကဒီနော် smooth path line နဲ့ဆွဲတဲ့ဟာ shade ကကျတော့တူပေါ့ဒါဆိုရင်ကျွန်တော်တို့ကshift ဆိုတဲ့ command ကိုသုံးမယ်ပြီးတော့ကျွန်တော် object ကကျတော့သူ့ကိုသုံးမယ်ဒီ shade ပေါ့နော်under ခေါက်မယ်ပြီးရင်ပတ်လန်းတူပေါ့ဟုတ်နော်ဒီပုံစံရအဲ့တော့အရန်ကြီးသွားနော်ကြီးတယ်ဆိုကျွန်တော်တို့ပြန်ပြီးတော့မှ u under နဲ့ထွက်လိုက်မယ် u under ဆိုတော့ဒီခါကျွန်တော်တို့သူ့ရဲ့ object ကို diameter short ပေးမယ်เนาะဒါလေးကြော်နေနဲ့သေးလို့เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်က c under နဲ့ဒီမှာစမကအဝါလောက်ထားလိုက်မယ်40ဒါတော့ဆိုเนาะအဲ့ဒါဆိုလို့ရင်စမကျန်တဲ့နှစ်ခုဖြတ်လိုက်တော့မယ်သူ့ဖြတ်မယ်သူ့ဖြတ်မယ် okay အဲ့ဆိုရင် sys ဆိုတဲ့ command ကိုသုံးမယ်object ကသူ့ဖြစ်မယ် under ခေါက်မယ်ပတ်လန်းကသူ့ဖြစ်မယ်under okay เนาะဒါဆိုရင်ကျွန်တော်ဒီမှာရသွားပြီပေါ့ဟုတ်ပြီเนาะအဲ့ဒါဆိုလို့ရှင်သူ့ကိုပြန်ပြီးတော့အောက်ကိုဆက်ပြီးတော့ကျွန်တော်ဘယ်လိုလိုက်မလဲဆိုလို့ရှင်အဲ့ဆိုကျွန်တော်ဒီဟာလေးကိုအောက်ကိုထပ်ပြီးတော့မှပွားယူမယ်လေเนาะအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့က CO under ဘယ်သူ့ကိုလဲဆိုတော့ဒီလက်ရန်တန်းလေးကို select ပေးမယ် under ခေါက်မယ်ပြီးတော့ under ခေါက်မယ်ပြီးရင်အောက်ကိုတက်တဲ့လေအောက်ကိုတက်တယ်လေလောက်တော့ကျွန်တော်35 under နောက်တစ်ခုကကျတော့ကျွန်တော်တို့က80 under 350 sorry u under နဲ့ပြန်တယ်မယ်เนาะ350ဖြစ်ရမယ် okay ဒါဆိုလို့ရှိရင် co under select ကဒီလက်ရန်တန် 3D solid လားဆိုတော့ကျွန်တော်တို့ကို select ပေးလိုက်မယ် under ခေါက်မယ် point တစ် point ချမယ်အောက်ကို direction တက်တယ်ပြီးတော့350 under နောက်ထပ်တစ်ခုက900 under ဟုတ်လားဒါဆိုရင်ကျွန်တော်ရတယ်ပေါ့ဟုတ်ပြီနော်ဒီတိုင်းလေးရသွားတဲ့ခါကျတော့ကျွန်တော်တို့သူ့ကိုလည်းဒီ press spool လေးနဲ့အခြေလေးကိုဆွဲတင်ပေးလိုက်မယ်နော် press spool နော် press spool လေးနဲ့သူ့ကိုကျွန်မကရပြီဆိုတော့ကျွန်တော်မလိုတာလေးတော့ဖြတ်ပေါ့နော်အဲ့မှာကျွန်တော်တို့ကဘာလုပ်ဖို့လိုသေးအောင်ဆိုလို့ရှိရင်နော်ဒီမှာ sphere လေးနဲ့ဒီထိပ်လေးကိုနော် sphere ဆိုတော့ဒီမှာ sphere လေးနဲ့ SPHER လေးရပါနော် SPHERA sphere under sphere ကဒီမှာcenter point လို့ချလိုက်မယ်ပြီးရင်သူ့ကိုဒီမှာဘယ်လောက်ထားမလဲ နော်50လောက်ထားလိုက်မယ်နော် S P H E R E sphere under center point မှာယူမယ်ပြီးရင်ဒီမှာက50ထားလိုက်မယ်50နော်ဒါဆိုရပြီအဲ့တော့အပေါ်မှာလည်းတစ်ခုထပ်ထည့်ပေးမယ်ဒီထိပ်မှာလည်း S P H
sphere sphere ဒီပေါ်မှာလည်းကျွန်တော်တို့က center point ကိုချမယ်ပြင်ဘယ်လောက်လုံးကျွန်တော်တို့က50ပေါ့နော်50ခန္ဓာပေါ့ဟုတ်လားဒါဆိုရင်ကျွန်တော်တို့ကရပါတယ်ရတယ်နော်ဒါပြီဆိုရင်ကျွန်တော်တို့သူ့ကိုတကယ်လို့ကိုက color တွေပါချင်းနေနေဆိုရင်တော့မလုပ်လို့ရတော့properties တွေဝင်ပြင်လို့ရတယ်နော် property တွေဝင်ပြင်လို့ရမယ်အဲ့တော့ဒီလက်ရန်တိုင်လေးနဲ့ဒီမန်တိုင်ပေါ့နော်အလဲမန်တိုင်နဲ့ဒီလက်ရန်တွေက match မဖြစ်တော့နည်းနည်းပြန်ပြီးတော့လိုအပ်တာလေးပြင်ပေးမယ်နော်နည်းနည်း press pull လေးနဲ့တင်ပေးမယ်အဲ့ဆိုရင်ဒီမှာ press pull လေးကိုယူမယ်သူ့ကို select ပေးပြီးတော့မှ press pull လေးနဲ့တင်ပေးမယ်နော်အပေါ်ကိုကျွန်မခု10ရာထောင်အန်တာဒါဆိုရင်ကျွန်တော်တို့ကဒီလက်ရန်တန်းနဲ့မန်တိုင်နဲ့ရတာ match ဖြစ်သွားပြီပေါ့ဟုတ်ပြီနော်အဲ့တော့ဒီကလို့သူ့ရဲ့ material တွေဝင်ပြင်ရင်တော့ဒါ property တွေမှာ color တွေပါတယ် material တွေဝင်ပြင်လို့ရမယ်ပေါ့နော် right click ထောက်ပြီးတော့ဒီမှာ property တွေဝင်လို့ရမယ်ပေါ့နော်ဥပမာဒီမှာဒီတိုင်လေးကိုဥပမာပြောင်းပြပေးမယ် right click ထောက်တဲ့ properties တွေဝင်နေအဲ့လေးဥပမာဒီမှာတခြား color ကြောင်းနေနေဆိုတာဆို color တွေဝင်နေဝင်ပြီးတော့မှ round arrow လေးနဲ့ဥပမာပေါ့နော်တခြား color လေးဒီမှာပြောင်းလိုက်နော်အပြာလေးဥပမာပြောင်းကြည့်ပေးမယ်ဟုတ်ပြီဟုတ်ပြီနော်ဒါနမူနာပြောင်းပြတာအဲ့တော့သူ့ကိုလည်း right ထောက်မယ် properties တွေဝင်မယ် color ထဲမှာဒီ blue လေးပြားလေးပြင်ကြည့်နော်ဟုတ်ပြီအဲ့လိုပဲဒီမှာလည်းတခု property right click ထောက်မယ် properties တွေဝင်မယ်သူ့ရဲ့ဒီမှာ color ထဲမှာ down arrow နဲ့မှာပြအောင်လေးပြောင်းလိုက်တယ်နော်ဥပမာဒီလိုမျိုးလေး color လေးပြောင်းရင် properties တွေဝင်ပြီးတော့မှပြောင်းလို့ရတယ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဒီတော့ဟာလို့သေးတယ်အဲ့တော့ကျွန်မ top view လေးနဲ့တစ်ချက်ချိန်ပြပေးမယ်အပေါ်ကနေဆိုရင်မြင်ရမယ့်အနေထားလေးပေါ့ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီဘော်စီကနေကြည့်ရင်ဒါ top view အနေနဲ့မြင်ရမယ့်အပိုင်းပေါ့ button နော်ဒါ button ရှိမယ်front နော်ဒါ front view ရှိမယ် back view ရှိမယ်သူရဲ့ 3D နဲ့ကြည့်မယ်ဆိုရင်ဒါ south west south east ပြီးတော့ဒီမှာနော် north east နော်စသဖြင့်ဒါ view တွေဘယ်လိုပဲလက်ကြည့်ဒါသူအဆင်ပြေတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်မကဒီဗီဒီယိုလေးကိုဒီမှာနားလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်